ကျွန်တော်တော့ကြော်ကြီးပါကျွန်တော်မှကောင်မလေးတယောက်ရှိတယ်ဒီကောင်တော့မဟုတ်ဘူးเนาะသူကအိတ်နေကျွန်တော်ကောင်မလေးနဲ့ကျွန်တော်အရင်တော့အရန်ပျော်ဖို့ကောင်းတာဗျ It's beautiful life 난 너의 곁에 있을게 It's beautiful life 너의 뒤에 서 있을게 တဲ့ဆန်တော်လေးကမွေးကြိုင်းနေရပဲကိုတက်လုံးပိုင်ဆိုင်ကျင်လိုက်တာကွာဩကွာလေပိုင်ဆိုင်ရင်ယူရလိုက်လေဟမ်ကျွန်တော်ကောင်မလေးကကျွန်တော်နဲ့စတွဲတော့ဆိုအရန်လိမ်ပါဗျာမိန်းကလေးဆိုရင်မဲ့ဗျာပူစားတာပါညာလုံးဝမရှိဘူးဒီမှာတဲ့ကိုမင်းတို့အရာရာမဖြေစည်းပေးနိုင်တဲ့အချိန်ကြလို့ရှိရင်ကိုမင်းဆက်ချစ်နေအောင်ပါအလေးဆောင်ကိုကလေကိုနဲ့သာဆိုလို့ရှိရင်လေတဲတုပ်လေးဘေးကကွန်ဒိုကြီးမှာပဲနေရစိတ်နှကက်လေးပဲပန်ရဒူဘိုင်းတို့မလက်ထိုက်တို့ပဲသွားအဆင်ပြေပါတယ်ကိုရဲ့မိန်းကလေးဆိုတော့လေနည်းနည်းပပတော့လေပူစားမှာပေါ့ဗျာဒါပဲမဲ့ဗျာတောင်ပိုင်းကြတော့တောင်းဆိုတာအရန်များလားကိုတဲမွေးနေကြရင်လေတဲရွှေလည်းမလို့ခြင်းငွေလည်းမလို့ခြင်းသိလားဟာတဲ့အဲ့လိုတော့လေဘယ်ဟုတ်ပါမလဲတဲ့လိုချင်တာရှရင်ပြောလေဩဟိုအများကြီးမလို့ခြင်းမဟုတ်တဲလေဒီဟိုတလုံးကထွက်ထားတဲ့လေဟိုပတ်စံအိတ်လေးတွေတော့မှမရှိပါဘူး9သိန်း6သိန်းလောက်ပဲရှိရအဲ့ဒါလေးရအပြီးတော့လေဒီဒေါက်ဖနက်လေးတွေ့လားဒေါက်ဖနက်လေးကဘယ်မှမရှိဘူး9သိန်းလားအဲ့လောက်ပဲရှိတာ9သိန်းအဲ့လေးဝယ်ပေးနော်အဲ့ဒီထဲမှာအစိုးဆုံးကဘာလဲသိလားvery happy โอ้ဘာကြီးလဲကြော်ညာကြီးကို iPhone 12ဝယ်ပေး 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 iPhone 12ဟာကျွန်တော်စိတ်ဓာတ်တွေလည်းကျနေပြီဗျာဘာလို့မှလည်းမသိတော့လက်စကတ်ဒီဘူးလေးတွေမှာခဲချစ်ကန်ဆန်းပြီးတော့ iPhone 12 Pro Max ပေါက်နိုင်မယ်ခွင့်ရရှိတယ်တော့ရောရေးတယ်စိတ်ညစ်ရတယ်လာကြော်ညာနေတယ် iPhone 12 Pro Max iPhone လေးကဟဲ့ iPhone 12 Pro Max ဘယ်လိုပါဘယ်လိုကန်ဆန်းမှာလဲလောကွာသိကျင်လားအေးသိကျင်တယ်လောက်ပါသိကျင်ဆော့ချလေးဟမ်မင်းကဆော့လို့ရင်လေငါလို့ဖြစ်ချင်တာပေါ့ iPhone 12ဝယ်ပေးချင်တာပေါ့ဟင်နော်အဲ့ဒါလည်းဟုတ်တယ်ပဲပိုတော့ပိုလန်းနဲ့ Nescafe နဲ့ပိုကန်ဆန်းဆိုတဲ့အစီအစဉ်မှာကွာမင်း iPhone 12 Pro Max နဲ့တခြားငွေသားစုတွေကိုမင်းကန်ဆန်းလို့ရနေပြီမင်းအမှပါဝင်ခြင်းနဲ့ဆိုရင်ဒီ Nescafe ဘူးလေးတွေက sticker လေးကိုမင်းခဲချစ်လိုက်အောင်ပဲကန်ဆန်းမဲ့ကာလာကတော့ဒီအောက်တိုဘာ1ရက်နေ့ကနေဒီဇင်ဘာ31ရက်နေ့ထိပါပြလာရဟဲ့ဘယ်ရောက်သွားလဲဟမ်ဟဲ့ချက်ချင်းပါလေNescafe လေဟောအေးဘာဖြစ်တာတော့ဘာမှတော့မလုပ်ရသေးဘူးဟုတ်လားမလုပ်ဘူးဝါငါကွက်နေငါကွက်ဝါ iPhone 12ဝယ်ပေး iPhone 12ဝယ်ဒီမှာတဲတောင်းနဲ့ iPhone 12ထပ်ပို့တဲ့ iPhone 12 Pro Max နောက်ဆုံးတော့ Nescafe ကြောင့်အဆင်ပြေသွားခဲ့ပြီ6 months later iPhone 13ဝယ်ပေး iPhone 13ဝယ်ပေး iPhone 13ဝယ်ပေး